မင်္ဂလာပါဒီနေ့ DVD အိမ်ဟာထဲမှာရှိတဲ့မြေကွက်တစ်ကွက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒီမြေကွက်ရဲ့ဒီနေရာကတော့ကျွန်တော်တို့ချယ်ရီလန်းဟောင်းနှစ်ကွက်ငုံတည်ရှိပြီးတင်ကလန်းနဲ့လည်းနီးတာမို့တွာလာရအဆင်ပြေတဲ့နေရာကောင်းတစ်ခုပါဒီမြေကွက်ရဲ့အခြေကတော့ပေ60-45ရှိပြီးမြောက်အလဲမြေကွက်ဖြစ်တယ်စာရဲစာတန်းကတော့ခရမ်းရည်ဖြစ်ပြီးပိုင်ရှင်တရားရောင်းချပေးတာမို့လူချင်းမင်းတို့စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်ပြီးတော့ဒီနေရာရဲ့အသာချက်ကပတ်ဝန်းကျင်အရန်ကောင်းပါတယ်တန့်ရှင်အေးချမ်းပြီးအိမ်ကောင်းတွေဝန်းရံထားလို့နေထိုင်ဖို့လည်းအရန်တင့်တော်ပါတယ်ဒီနည်းမြုံနှံမှုစဉ်းစားနေသူတွေအတွက်လည်းတန်ဖိုးတက်မဲ့နေရာကောင်းတစ်ခုပါဈေးနှုန်းအနေနဲ့ကတော့3,600နဲ့အယောင်းဝယ်ညှိနှိုင်းပြုလုပ်ပေးပါမယ်ဒီမြေကွက်ကိုစိတ်ဝင်စားတဲ့ဆိုရင်အနီလန်ကိုအခုပဲဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်